ကျွန်တော်တို့အခုခေတ်ဒီ ID နည်းပညာခေတ်ဒါပြောမှဆို ID နည်းပညာရင်ပြောကျွန်တော်တို့က transform လုပ်လိုက်တော့ကျွန်တော် AI နည်းပညာပေါ့ဒီလိုခေတ်ကြီးတဲ့မှာကျွန်တော်တို့ကပတ်စံမရှိလဲပဲကျွန်တော်တို့စီးပွားရေးရှာလို့ရတယ်အဲ့ဒါဘယ်လိုမျိုးပတ်စံရှာမလဲဆိုလို့ရှိရင်ဖုန်းလေးတစ်လုံးရှိရုံနဲ့ကျွန်တော်တို့ကထားလိုက်ပါတော့ကျွန်တော်ဟင်းချက်တတ်တာလားမထားပါကျွန်တော် skill တစ်ခုခုမှာကျွန်တော် professional ဖြစ်တာလားအဲ့ဒီဟာတွေကိုကျွန်တော်တို့က skill တွေကို experience နဲ့ skill တွေကိုကျွန်တော်တို့ရောင်းစားလို့ရတယ်အဲ့လိုရောင်းစားရင်းနဲ့ရောင်းစားတာဘက်မှာရောင်းစားပြီးကျွန်တော်တို့ social media တွေမှာကျွန်တော်တို့ရောင်းစားလို့ရတယ်တန်တန်းတွေဖွင့်လို့ရတယ်ကျွန်တော်တို့အကြံဉာဏ်တွေပေးလို့ရတယ်ကျွန်တော်အများကြီးလုပ်လို့ရတယ်ဒီဘက်ခေတ်ကြီးထဲမှာကျွန်တော်အရင်ခေတ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ internet လည်းမရှိဘူးကျွန်တော်လူတွေအများကြီးကိုလည်း network တွေနဲ့ကျွန်တော်တို့အဲ့လိုမချပြနိုင်တဲ့အချိန်မှာကျွန်တော်တို့ဆိုလို့ရှိရင်အရင်တော့ဒါစီးပွားရေးတွေမှာဆုံးရှုံးခဲ့ရတယ်အများကြီးရှိတယ်ဒါပေမဲ့ဒီဘက်ခေတ်တွေမှာအဲ့လိုမျိုးမဟုတ်တော့ဒီဘက်ခေတ်တွေမှာအရန်ကိုလူတွေကဘယ်လိုပြောမလဲကံကောင်းသွားတာရပြီပေါ့နော်ကိုလဲရင်လဲတို့လို့ကိုကျွမ်းကျင်တို့လို့ကိုလုံးဝလေ့လာရင်လေ့လာလို့ကျွန်တော်တို့ကဘာသာရဲ့ဘောင်းဆောင်စီးပွားရေးဘောင်းဆောင်လည်းကျွန်တော်တို့လုံနိုင်တယ်ဒီလိုခက်ကြီးတဲ့မှာကျွန်တော်တို့ဒီလို AI နည်းစစ်ကြီးတဲ့မှာခင်ဗျာဒီချိန်အထိခံနေရသေးတယ်ဆိုခင်ဗျာညံ့လို့အဲ့ဒါကိုကျွန်တော်အဲ့ဒါကိုပြောချင်တယ်